အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ K-Sport တွေကနေပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာကျွန်တော်တို့ဒီနေ့ညမှာကံမဲ့ကျွန်တော်တို့ချန်ပီယံလိပွဲစဉ်တွေကကျွန်တော်ကြိုက်တဲ့ပွဲလေးတွေကိုသုံးသပ်ပေးချင်ပါတယ်ကျွန်တော်ပထမဆုံးပွဲကတော့ကျွန်တော်တို့ Chelsea နဲ့ PSG ပေါ့နော် Chelsea ကအင်ကွန်းကနေ level 50ကိုပေါင်းဈေးက350ပေါ့ကျွန်တော်တို့ကြေးကိုရင်မကြည့်ခင်ကျွန်တော်တို့ head to head အရင်ကြည့်လိုက်မယ်ပေါ့နော် head to head အရာကျွန်တော်တို့ရှင်းကြည့်လိုက်မယ်ဆိုရင်လည်းကျွန်တော်ဒီ Club World Cup semi final မှာကျွန်တော်တို့ PSG ကိုနိုင်ခဲ့ရလွယ်ပြီးတော့ပေါ့နော်တွေးဆောင်မှုတိုင်းမှာတော့Chelsea အနေနဲ့ PSG ကိုအတားရရှိထားတာတော့ကျွန်တော်မရှိဘူးပေါ့နော်ကျွန်တော်ပထမအကြောင်းမှာကျွန်တော်ပြန်ကြည့်လိုက်မယ်ဆိုရင်လည်းPSG အိမ်ခွဲမှာကျွန်တော် 5-2 နဲ့ပေါ့နော်ရှုံးထားတယ်ပေါ့ဆိုတော့ဒီရက်တစ်ပတ်တာမှာပေါ့ကျွန်တော်တို့ Chelsea ကတော့ရလက်တွေကတော့တော်တော်လေးစိုးနေပေါ့နော်ဥပမာကျွန်တော်တို့ head to head ကြည့်ပြီးတော့ကျွန်တော်တို့ဒီပွဲစဉ်တွေကြည့်လိုက်မယ်ဆိုရင်ကျွန်တော်နောက်ဆုံး6ပွဲမှာပေါ့နော်ကျွန်တော်ပွဲပဲနိုင်တာလေပေါ့အိမ်ခွင်း3ပွဲဆက်ရှုံးထားတယ်ပေါ့ဒါရက်တော်တော်လေးကိုအခြေအနေဆိုတော့เนาะကျွန်တော်တို့အိမ်ခွင်းပွဲနောက်ဆုံးနိုင်ခဲ့ရဆိုရင်ကျွန်တော်တို့ဒီ2026ဇန်နဝါရီလ31ရက်နေ့อ่ะပေါ့เนาะအခုနဲ့ဆိုရင်ကျွန်တော်တို့3လပိုင်းရှိပြီဆိုတော့တော်တော်လေးတော့ကြာသွားပြီပေါ့เนาะအခြေအနေတော့တော်တော်လေးဆိုးတယ်လက်ရှိ current form နဲ့ Chelsea ကိုကြည့်လိုက်မယ်ဆိုရင်တော်တော်လေးအခြေအနေဆိုးနေပေါ့เนาะမနေ့ကတည်င်းရဆိုရင်ကျွန်တော် Reece James ပေါ့เนาะReece James ကတော့ဒဏ်ရာရသွားတယ်လို့တော့ကျွန်တော်တို့တွေ့ရတယ်ပေါ့เนาะအဲ့ဒီပုံမှာလည်းကျွန်တော်တို့ဒီနေ့ညမှာပါဝင်နိုင်မလားဆိုတော့မသိချဘူးပေါ့ကျွန်တော် PSG ကိုတကြည့်လိုက်မယ်ဆိုရင်နောက်ဆုံး5ပွဲမှာ PSG ကတပွဲပဲရှုံးထားတယ်ပေါ့3ပွဲနိုင်ထားတယ်တပွဲတည်းကြာလာတယ်ပေါ့ဝေးကွင်းဆွမ်းဆောင်ရတော့တော်တော်လေးကောင်းတယ်လို့လည်းပြောလို့ရတယ်ပေါ့နော်ဆိုတော့ဒီနေ့ညမှာChelsea ကအင်ကွင်းကနေကန်ရမယ်ဆိုပေမဲ့အနည်းဆုံးနောက်ဆင့်ကိုတက်ရှင်နေဆိုကျွန်တော်တို့က3ဂိုးသွင်းဖို့လိုတယ်ပေါ့နော်3ဂိုးသွင်းဖို့မဖြစ်နိုင်ဘူးလားဆိုတော့လည်းမဖြစ်နိုင်ဘူးတော့လည်းမဟုတ်ဘူးပေါ့ကျွန်တော် Chelsea ကတော့ဒီလိုသူများတွေအတင်းတွေကကိုယ်အထင်သေးတဲ့ချိန်ဆိုတော့သူကတော့ထပ်ထားပြီးတော့လောက်ပြတတ်တဲ့ဟာလေးရောရှိရပေါ့ဒါပေမဲ့ကျွန်တော်အများကြီးမျှော်လင့်လို့မရဘူးPSG ကကျွန်တော်တို့3ဂိုးတာထားတယ်ဆိုတော့ကျွန်တော်ဒီနေ့ညမှာနောက်တစ်ဆင့်တက်ရှင်နေဆိုအနည်းဆုံး3ဂိုးသွင်းရမယ်ပေါ့နော်ဒါပေမဲ့တစ်ဖက်ပြန်စဉ်းစားကြည့်လိုက်ရင်လည်း PSG ကဝေးကွင်းနေလာပြီးတော့ကစားမယ်ဆိုပေမဲ့သူကတော့ဖင်ပိတ်ပြီးကန်မယ်လို့ကျွန်တော်တော့မထင်ဘူး Club World Cup မှာသူတို့အချက်တစ်ပွဲရှုံးထားတာကိုပြီးခဲ့တဲ့သူတို့အိမ်ကွင်းမှာလက်စားချေတယ်ဒီနေ့မှာလည်းသူတို့ကတော့ငါတို့ကဘာကောင်လဲဆိုတာကိုသူတို့ကတော့လောက်ပြချင်မယ်လို့ထင်တယ်ကျွန်တော်ကတော့PSG လည်းဖွင့်ကစားလာမယ်လို့ထင်တယ်ပေါ့နော်ဆိုတော့Chelsea အနေနဲ့ကတော့သူဒီပြည်တွင်းပွဲတွေမှာလည်းချိန်နေမကောင်းဘူးချန်ပီယံလိဝင်ခွင့်ကလည်းမသေးချဘူးပေါ့နော်ဆိုတော့ဒီချန်ပီယံလိမှာသူနောက်ဆင့်တက်ရှင်နေဆိုတော့တော်တော်လေးကြိုးစားရမယ်အဲ့ခါကျတော့ဒီပွဲကသူကလုံးဝ must win game ဖြစ်နေတာပေါ့ဆိုတော့ဒီနေ့ပွဲမှာမဖြစ်မနေနိုင်အောင်ကန်ရမယ်ပွဲစကနေကဘိုးလူပွဲလို့သဘောထားပြီးကန်ရမှာဖြစ်တဲ့အတွက်တိုက်စစ်ကတော့လွန်ကျုံဖွင့်လာမယ်လို့ထင်တယ်ပေါ့ဒီပေါ်မှာ PSG လည်းတိုက်စစ်ပြန်ဖွင့်မယ်ဆိုတော့ကျွန်တော်အထင်ပေါ့နော်ဒီပွဲကတော့ body ကိုရွေးချယ်တာထက်ကျွန်တော်တို့ကိုပေါင်းလေးကိုရွေးချယ်လိုက်တာပိုကောင်းမယ်ပေါ့နော်ကျွန်တော်Chelsea body လည်းမနေရဘူး PSG လည်းမနေရဘူးပေါ့နော်ဆိုတော့နှစ်ဖက်သွင်းကိုကတော့3ဂိုးနဲ့အထက်မှာဖြစ်မယ်လို့ကျွန်တော်ကတော့ထင်တယ်ပေါ့ဆိုတော့ဒီနေ့ပွဲမှာကျွန်တော်ကိုပေါင်းကိုအဓိကကြိုက်တယ်ပေါ့ဒီညမှာကစားမညီကိုတွေကိုကျွန်တော်နောက်တစ်ခုပေါ့နော်အသိပေးချင်တာကတော့ကျွန်တော်တို့ချန်ပီယံလိဆိုတာတော့ကျွန်တော်တို့ခြေစွမ်းနဲ့ပဲအဓိကကြည့်ရတယ်ပေါ့နော်ဂျေးတွေကိုကျွန်တော်တို့အရင်ကြည့်လို့မရဘူးအိမ်ကွဲနဲ့ကျွန်တော်တို့တကယ်ကောင်းတဲ့အသင်းကနိုင်သွားတာများတယ်ပေါ့ဆိုတော့ပြီးခဲ့တဲ့တစ်ပတ်ကျွန်တော်စနေသတင်းတွေလည်းကြည့်လိုက်မယ်ပေါ့စနေသတင်းတွေကြည့်လိုက်ရင်ကျွန်တော်တွေ့လဲဆိုတော့ EPL မှာ6ပွဲကစားရတယ်ပေါ့နော်မန်ယူအသင်းနဲ့ပဲကျွန်တော်ဇုံပေါ်တယ်ပေါ့နော်ကြေးအောင်တယ်လို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ကျန်တဲ့အသင်းတွေကအကုန်6အောင်တယ်ပေါ့6ပွဲကစားတာ6အောင်တယ်ဆိုတော့ဒီဘက်မှာတော့ကျွန်တော်တို့ချန်ပီယံလိမှာတော့တကယ်အသင်းကြီးတွေကိုပြီးပြောမလားဆိုတော့ကျွန်တော်တို့ချက်စောင့်ကြည့်ရမှာခင်ဗျာဆိုတော့နောက်တစ်ပွဲကျွန်တော်သုံးသပ်ရမယ်ဆိုရင်ကျွန်တော်အာဆင်နယ်ပေါ့နော်အာဆင်နယ်နဲ့လီဗာပူးဆန်ပေါ့အာဆင်နယ်ကဒီနေ့မှာဂျေးကတော့အင်ကွန်းနဲ့နှလုံး100ပေါ့နှလုံးပြည့်နိုင်ဂိုးပေါင်းဈေးကတော့330နိုင်ဆိုပြီးတော့ဖောက်လာတယ်ပေါ့ဆိုတော့ပုံမှန်ဆိုတော့ဒီဂျေးတွေကတော့ကျွန်တော်တို့တခြားဒီ Premier League တွေမှာဆိုတော့ကျွန်တော်တို့ဇုံအောက်ပေါ့ Arsenal ဘော်ဒီကိုအောက်ဆိုတော့ဂျေးပေါ့ဒါပေမဲ့ဒါကကျွန်တော်တို့ Champion League ဖြစ်နေတဲ့အတွက်ကျွန်တော်တို့ဂျေးကိုအဓိကကြည့်လို့မရဘူးကျွန်တော်တို့ခြေစွမ်းအောင်ကြည့်ရမှာပေါ့ကျွန်တော်အများနဲ့ပြောနေကြတိုင်းပေါ့နော်ကျွန်တော်တို့ Arsenal နဲ့ပတ်သက်လာမယ်ဆိုတော့ကျွန်တော်တို့ကChampion League မှာဆိုကျွန်တော်တို့က Arsenal ကိုကျွန်တော်တို့ကညှင်းလို့မရဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့ခုကျွန်တော်19တင်း fan တွေပေါ့နော်နှိမ်တဲ့ကွက်ကတော့ Arsenal ဆိုရင်Champion League မရဘူးပေါ့မင်းတို့ Champion League ရဘူးတာပေါ့ဒီလိုမျိုးနှိမ်ရတာပေါ့သူတို့လည်းတော်တော်လေးဒါကိုခံပြမယ်လို့ကျွန်တော်ထင်တယ်သူတို့လက်ရှိမှာPremier League မှာအခြေအနေကောင်းနေတယ်ဖလားရနိုင်တယ်ဆိုပေမဲ့
သူတို့ကတော့ချန်ပီယံလိကိုလည်းအောင်ဆိုင်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီချန်ပီယံလိကိုသူတို့ရအောင်ယူမယ်လို့ကျွန်တော်ကတော့သူတို့လုံးဝဆုံးဖြတ်ထားတယ်လို့ကျွန်တော်အဲ့လိုမျိုးထင်တယ်ပေါ့အခါကျတော့ကျွန်တော်ဘယ်လိုပဲဖြစ်ဖြစ်ဒီညပွဲမှာကြေးဘယ်လိုပဲပေါ့ပေါ့ကျွန်တော်တော့အာဆင်နယ်ကိုကြိုက်တယ်အနည်းဆုံး2ဂိုးပြတ်နိုင်မယ်လို့ထင်တယ်ဂိုးပေါင်းတော့ကျွန်တော်တော့မရွေးရဘူးဘာလို့လဲဆိုတော့လီဗာပူးဆန်ကလည်းအရင်ဆိုးရွားနေတာမဟုတ်ဘူးသူအိမ်ကွင်းမှာ1-1ကန်နိုင်ခဲ့တယ်ဆိုတော့သူတို့ကလည်းဒီကော်နာတွေကနေဂိုးရအောင်ရှူနိုင်တဲ့စွမ်းရည်ရှိရဆိုတော့သူတို့လည်းကိုးရနိုင်တယ်ပေါ့နော်ကိုးပေါင်းတော့ကျွန်တော်မပြောရဘူးဒါပေမဲ့အာဆင်နယ်ကတော့ဒီပွဲမှာနိုင်တော့မယ်ခြေလဲအောင်မယ်လို့ကျွန်တော်ကတော့ထင်တယ်ဆိုတော့ကျွန်တော်အနေနဲ့ဒီနေ့မှာတော့ဒီပွဲမှာတော့အာဆင်နယ်ပွဲအကြောင်းပဲရွေးပေးရှင်းပါတယ်ခင်ဗျာဒီနေ့မှာကျွန်တော်ရွေးထားပေးတဲ့ပွဲတွေကတော့ကျွန်တော်တို့ချက်စီနဲ့ PSG ပွဲမှာကျွန်တော်တို့ကိုးပေါင်းပေါ်ကြိုက်တယ်ကျွန်တော်တို့အာဆင်နယ်နဲ့ Leverkusen ပွဲမှာတော့ကျွန်တော်အာဆင်နယ်ပွဲဒီကြောင်းပဲကြိုက်ပါတယ်ခင်ဗျာဒီနေ့ကတော့ဒါကတော့ကျွန်တော်ကြိုက်တဲ့အကြိုက်လေးဖြစ်ပါတယ်ဘရာလာတို့ကြိုက်ရှင်သူရယ်နော်ကစားကြည့်ပါအားလုံးအဆင်ပြေကြပါစေခင်ဗျာ